1940ပြည့်နှစ်နှောင်းပိုင်းဆိုဗီယက်ခေတ်မှာသူတေသီတွေကလူတစ်ယောက်ကိုအချိန်ကြာကြီးမအိပ်ဖဲနေနိုင်စေမဲ့စိတ်ကြွဆေးတစ်မျိုးကိုတီထွင်ခဲ့ပါတယ်။ဒါစစ်တိုက်နေတဲ့အချိန်မှာအရင်သုံးဝင်တဲ့အရာတစ်ခုပါ။ဒုတိယကမ္ဘာစစ်တုန်းကဂျာမန်တွေမှာလည်းဒီလိုစိတ်ကြွဆေးတစ်မျိုးရှိခဲ့ပါတယ်။ဆိုဗီယက်တွေကတော့ဒီချက်ပိုကောင်းအောင်ကြိုးစားပြီးတော့3ရက်လောက်ဇက်တိုက်သုံးရင်တော့လုံးဝပုံကျမသွားစေမဲ့ဆေးတစ်မျိုးကိုထုတ်လုပ်ရှင်ခဲ့ပါ။သူတို့ကတကယ်ကိုထူးခြားတဲ့အရာတစ်ခုကိုဖန်တီးနိုင်ခဲ့ပေမဲ့လူသားတွေနဲ့အရင်ဆုံးစမ်းသပ်ဖို့လိုအပ်ခဲ့ပါစမ်းသပ်ခံတွေကိုရှာရတာမခက်ပါဘူး1940ပြည့်နှစ်တွေမှာစစ်တုံးပန်းတွေပေါ်များပြီးတော့သူတို့နဲ့ပတ်သက်လာရင်ကျင့်ဝတ်ပိုင်းဆိုင်ရာစဉ်းစားမှုတွေကိုကြော်လွှားဖို့ကတိတ်အရေးမကြီးခဲ့ပါဘူးသူတို့ကစမ်းသပ်ခံ9ယောက်နေထိုင်မဲ့နေရာတစ်ခုဖန်တီးခဲ့ပါတယ်ဒါဟာလေလုံအောင်ပိတ်ထားတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပြီးတော့သူတေတီတွေကစိတ်ကြွဆေးကိုဓာတ်ငွေပုံစံနဲ့လွှတ်သွင်းနိုင်တယ်လို့အောက်ဆီဂျင်ပမာဏကိုလည်းစစ်ဆေးနိုင်ပါတယ်။စမ်းသပ်ခံတွေအတွက်စားစာအချောက်တွေအိယာခင်းမပါတဲ့ကရင်တစ်လုံးစီရေနဲ့အိမ်သာတစ်ခုရှိပါတယ်။သူတေတီတွေကမိုက်ခရိုဖုန်းကနေသူတို့စကားပြောတာကိုနားထောင်နိုင်ပြီးတော့ကင်မရာရင်းနဲ့လည်းစောင့်ကြည့်နိုင်ပါတယ်။အပြင်ကိုမြင်နိုင်တဲ့တစ်ခုတည်းသောပြတင်းပေါက်ကငါးလက်မှတ်ထိုးတဲ့မှန်ပြတင်းပေါက်တွေဖြစ်ပြီးအရေးလောက်ပဲမြင်နိုင်ပါတယ်။ကဲအခုဇလန်းစပါပထမ3ရက်အထိတော့အဲ့ဒီစမ်းတက်ခံလူ9ယောက်ကအရှင်နေကောင်းနေပုံပါပဲ။ဓာတ်ငွေကသူ့အစွမ်းကိုပြနေပြီးတော့သူ့တေတီတွေကလည်းကျဉ်တ်နေကြပါတယ်။စမ်းတက်ခံတွေကရက်30ကြာမအိပ်ဖဲနေဖို့သဘောတူထားပြီးတော့ရက်30ပြည့်ရင်လွတ်မြောက်ခွင့်ရမယ်လို့လည်းလိန်နဲ့အတိပေးခံထားရပါတယ်။4ရက်မြောက်နေ့မှာတော့အရှင်နေတွေကနည်းနည်းစိုးရိမ်စရာဖြစ်လာပါတယ်။စမ်းတက်ခံတွေကစစ်ပွဲအကြောင်းသူတို့မြင်ခဲ့ရတဲ့ကြောက်မက်ဖွယ်ရာတွေအကြောင်းကိုစတင်ဆွေးနွေးလာကြပါတယ်9ရက်မြောက်နေ့မှာတော့အရှိအနေတွေပိုဆိုးလာပါတယ်။သူတို့တွေဟာစိတ်ပေါက်ပြန်တဲ့လက္ခဏာတွေပြလာပြီးတော့ကိုယ့်ဘာသာကိုစကားပြောတာမရှိတဲ့အရာတွေနဲ့စကားပြောတာတွေလောက်လာကြပါတယ်။သူတို့ကတယောက်ကိုတယောက်တန်တရားဝင်လာပြီးတော့မိုက်ခရိုဖုန်းတွေကိုတိုးတိုးလေးလာပြီးတခြားစမ်းသပ်ခံတွေအကြောင်းတိုင်တောလာကြပါတယ်။9ရက်မြောက်နေ့မှာတော့ဓာတ်ငွေရဲ့အစွမ်းကိုပိုပြီးတန်တရားဝင်စရာဖြစ်လာပါတယ်။တယောက်ကရုတ်တရက်အော်ဟစ်ပြီးတော့အခန်းထဲမှာဟိုပြေးတီလွှာလုတ်ပါတော့တယ်။ဒီထက်ကတယောက်ဆိုရင်အော်လိုက်တဲ့အတန်းဟာစူးရှာလုံးလို့သူ့ရဲ့အတန်းအိုးတွေတောင်စွတ်ပြတ်သွားပုံပါပဲ။ဘာလို့ဒီလိုပြောရလဲဆိုတော့အချိန်နှဲငယ်အကြာမှာပဲသူ့အတန်းကကလေးကစားစရာတစ်ခုလေးကထွက်လာတဲ့အတန်းလိုမျိုးဖြစ်သွားလို့ပါ။နောက်ရက်အနှဲငယ်ကြာတော့ကြောက်စရာကောင်းတော့တိတ်ဆိတ်သွားပါတယ်။ကင်မရာတွေကနေသူတို့ကိုမမြင်ရတော့ပါဘူး။အောက်ဆီဂျင်ပမာဏအရာသူတို့အသက်ရှင်နေသေးတာကိုတော့တိုင်းတာလို့ရပါတယ်။ဒါပေမဲ့သူတို့ဘယ်ရောက်နေကြလဲ။သူတေသူတွေကစက်သက်မှုကိုမရက်ရှင်မိမဲ့တခြားရွေးချယ်စရာမရှိတော့တဲ့အတွက်မိုက်ခရိုဖုန်းကနေတဆင့်ကျွန်တော်တို့အခန်းထဲကိုစစ်ဖို့ခန်းတကားဖွင့်တော့မယ်။တကားနဲ့ဝေးဝေးမှနေပြီးတော့ကျမ်းမြေပေါ်မှာမှောက်အိမ်နေလိုက်ပါ။မဟုတ်ရင်ပြစ်တက်ခံရမယ်လို့လိုက်နာရင်တော့သင်တို့တယောက်ကိုချက်ချင်းလွတ်မြောက်ခွင့်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာအတန်တစ်ခုကကျွန်တော်တို့လွတ်ရှင်စိတ်မရှိတော့ဘူးဆိုပြီးတော့ပြန်ပြောတဲ့ကိုကြားလိုက်ရပါတယ်။ဒါကစဉ်းစားစရာဖြစ်လာပါတယ်။သူတို့ဟာဒီဓာတ်ငွေတွေကိုပဲဆွဲလန်းသွားတာလားသူတေတီတွေကတကားဖွင့်ကလွယ်ပြီးတခြားဘာမှလုပ်စရာမရှိတော့ဘူးလို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့လေဝင်ပေါက်တွေကိုဖွင့်ပြီးတော့လေကောင်းလေတန်းတွေနဲ့စိတ်ကြွဓာတ်ငွေတွေကိုအစားထိုးလိုက်ပါတယ်အဲ့ဒီနောက်မှာသူတေတီတွေကြားလိုက်ရတာကတော့အဲ့ဒီလူတွေရဲ့အော်ဟစ်တန်ပါပဲသူတို့ကအဲ့ဒီဓာတ်ငွေကိုထပ်ပေးဖို့တောင်းဆိုနေကြပါတယ်ဒီလိုနဲ့15ရက်မြောက်နေ့မှာတကားတွေကိုပွင့်လိုက်တဲ့အခါမှာလူတယောက်တည်နေတာကိုအံ့ဩစွာတွေးလိုက်ရပါတယ်အဲ့ဒီလူခန္ဓာကိုယ်ပေါ်မှာတန်ရာတွေကတော်တော်ဆိုးရွားပြီးတော့ကိုပြန်ပြီးတော့ကိုက်ဖြတ်ထားတဲ့ပုံစံမျိုးတွေဖြစ်နေတာကိုတွေးလိုက်ရပါတယ်သူတို့ရဲ့ရင်ဘတ်ကအရေပြားနဲ့ကြွက်သားတွေကိုကိုယ်တိုင်ဆွဲဖြဲထားပြီးအဆုပ်တွေကိုတောင်ကြောက်မက်ဖွယ်ရမြင်နေရပါတယ်လူတိုင်းကဒီကြောက်စရာကောင်းတဲ့ခွဲစိတ်မှုကိုယ့်ဘာသာကိုလုတ်ခဲ့ကြတယ်ဆိုတဲ့ပုံပေါက်နေပါတယ်သူတို့ကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပြန်စားသုံးနေကြပြီးတော့အဲ့ဒီလိုလုပ်ရတာကိုလည်းအရန်သဘောကျနေပုံပါပဲသူတွေကစစ်ကိုခေါ်လိုက်ပြီးအဲ့ဒီတနာစရာကောင်းတဲ့လူတွေအနားကိုမကရဲကြပါဘူးတကားကိုပြန်ပိတ်လိုက်တဲ့အခါမှာတော့သူတို့ကဓာတ်ငွေပြန်ပေးဖို့အော်ဟစ်တောင်းဆိုကြပြန်ပါစစ်သားတွေရောက်လာပြီးတော့စမ်းသက်ခံတွေကိုဖယ်ရှားတဲ့အခါမှာတော့အရှိအနေကမလွယ်ကူခဲ့ပါဘူးစမ်းသက်ခံတယောက်ကစစ်သားတယောက်ရဲ့လက်ဘင်းကိုဆွဲဖျက်လိုက်ပြီးတော့နောက်စစ်သားတယောက်ကလည်းသူ့ရဲ့လက်အင်္ဂါကိုဆွဲဖျက်ခံလိုက်ရပါတယ်စုစုပေါင်းစစ်သား9ယောက်အသက်ဆုံးရှုံးခဲ့ပါတယ်စမ်းသက်ခံတွေကိုအပြင်ထုတ်ပြီးတဲ့အခါမှာတော့ဆရာဝန်တွေကသူတို့ကိုမေးစေးအများကြီးထိုးပေးခဲ့ပြီးမြဲသူတို့တွေဟာတားရဲ့လိမ့်ဆန်တွေလိုပဲရုန်းကန်နေအောင်ပါစမ်းသက်ခံတယောက်ကသူ့ထွက်လုံပြီးနှလုံးခုန်ရက်သွားပြီမြဲ
တန်းငွေပေးငါအဲ့ဒီတန်းငွေကိုလိုတယ်လို့စက်အော်နေခဲ့ပါတယ်ကျန်3ယောက်ကိုတော့နောက်ဆုံးမှာမေးစေးပေးပြီးတော့လုံခြုံတဲ့နေရာတစ်ခုကိုပြောင်းရွှေ့နိုင်ခဲ့ပါတယ်ခွဲစိတ်ဆရာဝန်တွေကလူတစ်ယောက်ရဲ့ပျောက်ဆုံးနေတဲ့ကလေးစားတွေကိုပြန်ထည့်ဖို့ကြိုးစားခဲ့ပေမဲ့အဲ့ဒီလူကမေးစေးပေးလိုက်တာနဲ့နှလုံးရက်ပြီးတည်ဆုံသွားခဲ့ပါတယ်နောက်တစ်ယောက်ကိုခွဲစိတ်တဲ့အခါမှာတော့မေးစေးမသုံးမဲ့ခွဲစိတ်ခဲ့ပါတယ်ခွဲစိတ်နေစဉ်အတွင်းမှာအဲ့ဒီလူကသူနာပြုဆရာမကိုပြုံးပြနေခဲ့တယ်လို့ဆိုပါတယ်ခွဲစိတ်မှုပြီးကနေတဲ့အချိန်မှာတော့အဲ့ဒီလူကတခုခုပြောချင်တဲ့ပုံနဲ့အသက်ရှူရန်ပြင်းပြင်းထွက်လာပါတယ်သူနာပြုကသူ့ကိုဘောဝင်နဲ့စာရွက်တရွက်ပေးလိုက်တဲ့အခါမှာဆက်ပြီးတော့လှီးပါလို့အဓိပ္ပာယ်ရတဲ့စာကြောင်းတစ်ကြောင်းရေးခဲ့ပါတယ်နောက်ဆုံးတစ်ယောက်ကတော့သူ့ခန္ဓာကိုယ်ပြန်လည်ပြုပြင်နေစဉ်အတွင်းမှာပဲအယူတစ်ယောက်လိုရင်မောနေခဲ့ပါတယ်သူကအဲ့ဒီတန်းငွေကိုလိုချင်တယ်မအေးရှင်လို့လိုချင်တာလို့ပြောခဲ့ပါတယ်နောက်ဆုံးမှာတော့ KGB အေဂျင့်ဟောင်းတစ်ယောက်ကသူတို့ကိုအဲ့ဒီတန်းငွေပေါ်ကိုပြန်တင်ဖို့အကြံပေးခဲ့ပါတယ်တန်းငွေပြန်ရတဲ့အခါမှာတော့သူတို့အခြေအနေကောင်းသွားခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲ EEG မော်နီတာကယူသွနေတဲ့အုံနောက် signal တစ်ခုကိုပြပြီးငြိမ်ကျသွားကလူတစ်ယောက်တည်ဆုံသွားခဲ့ပါတယ်နောက်ဆုံးကြံခဲ့တဲ့လူကတော့သူ့တေတီ3ယောက်နဲ့အတူစမ်းသက်ခန်းထဲကိုပြန်သွားပါတယ်ရုတ်တရက်သူ့တေတီတစ်ယောက်ကတက်မှုကိုတနက်နဲ့ပစ်ပြီးစမ်းသက်ခန်းကိုပါပြစ်လိုက်ပါတယ်ပြီးတော့ငါဒီကောင်လေးနဲ့ဒီခန်းထဲမှာပိတ်မခံနိုင်ဘူးမင်းကဘာကောင်လဲငါသိမှဖြစ်မယ်လို့အော်ဟစ်လိုက်ပါတယ်တနက်နဲ့အပြစ်ခံရပေမဲ့မတည်သေးတဲ့စမ်းသက်ခန်းကဒီလောက်မြင်မြင်မေ့သွားပြီလားငါတို့ကမင်းတို့အားလုံးရဲ့အတွင်းထဲမှာပေါအောင်နေတဲ့ယူသစ်မှုတစ်ခုပဲငါတို့ကမင်းတို့ညာတိုင်းအိယာထဲမှာရှောင်ပုန်းနေရတဲ့အရာပဲလို့ပြန်ပြောလိုက်ပါတယ်လူတော်များများကဒီဇလန်းကိုတကယ်ဖြစ်ခဲ့တယ်လို့ထင်နေကြပါတယ်ဒါပေမဲ့တရားစစ်ဆေးတာမလုပ်ဖဲနဲ့တောင်မှပဲဒီဇလန်းကိုဖတ်ကြည့်ရုံနားထောင်ကြည့်ရုံနဲ့တရားပိုင်းမှာအားနေတဲ့တစုံတစ်ယောက်ကရေးထားတယ်ဆိုတာအလွယ်တကူသိနိုင်ပါတယ်ဇလန်းကတချို့နေရာတွေမှာရုပ်တည်မရှိပါဘူးလူတစ်ယောက်ကတေးသွားလိုက်ပြန်ရှင်လာလိုက်နဲ့ဇလန်းရေးတဲ့သူကသူဘာပြောခဲ့လဲဆိုတာတော့မေ့သွားပုံပါပဲဒါပေမဲ့ဒီဇလန်းကိုဖော်ထုတ်ပေးတာကညံပြင်းတဲ့အရေးသားတစ်ခုတည်းတော့မဟုတ်ပါဘူးဥပမာလူတစ်ယောက်ရဲ့အရေးကြီးတဲ့ကလေးစားတွေကိုဆွဲထုတ်ပြီးတော့ကျမ်းမြေမှာစာအုပ်တွေလိုခင်းကျင်းထားလို့မရဘူးဆိုတာကိုကျွန်တော်တို့ပြောစရာမလိုတော့ဘဲနဲ့ကိုသိနေမှာပါဒါကလုံးဝစိတ်ကူးရင်တက်ပါပဲအဲ့ဒီလူကသွေးထွက်လွန်တာဒါမှမဟုတ်ရှော့ရတာနဲ့ပဲချက်ရှင်းသေဆုံးသွားနိုင်ပါတယ်ဒါပေမဲ့အဲ့ဒါတန်းခွေအစွမ်းကြောင့်လေလို့ပြန်မေးခွန်းထုတ်နိုင်ပါတယ်ဒါဆိုလဲမှတ်တမ်းတင်ထားတဲ့သမိုင်းနဲ့ဖြစ်နိုင်ရည်ရှိတဲ့သိပ္ပံပညာကိုကြည့်ရအောင်လူတစ်ယောက်ကို15ရက်ကြာမအိပ်ဖဲထားနေတဲ့တန်းခွေဆိုတာဘယ်တော့မှမတွေ့ရှိခဲ့ဘူးပါဘူးဒီစမ်းသပ်မှုရဲ့သမိုင်းမှတ်တမ်းဟာကြောက်စရာကောင်းတဲ့စိတ်ကူးရင်ဇလန်းတွေအတွက်နာမည်ကြီး website တစ်ခုပေါ်မှာကလွဲလို့ဘယ်နာမှတကယ်ရှိမနေပါဘူးကျွန်တော်တို့ဇလန်းထဲမှာပြောခဲ့သလိုစစ်ပွဲအတွင်းမှာစစ်သားတော်တော်များများကပို့ပြီးတော့အချိန်ကြာမအိပ်ဖဲနေနိုင်မှုစိတ်ကြွဆွေးတွေသုံးခဲ့ကြပါတယ်ဒါပေမဲ့အဲ့လိုဆေးဆွဲနေတဲ့စစ်သားတွေတောင်15ရက်လုံးမအိပ်ဖဲမနေနိုင်ပါဘူးသူတို့အလွန်ဆုံးနေနိုင်တာက24နာရီကနေ36နာရီလောက်ပါပဲပင်တဂွန်စစ်ဌာနချုပ်ကတော့ဒီအပေါ်မှာလေ့လာမှုတွေလုပ်ခဲ့ပြီးတော့လူတွေကို48နာရီထက်ပိုပြီးမအိပ်ဖဲထားရင်သူတို့ဟာအလွန်နှေးကွေးပြီးတော့စစ်သားတွေအနေနဲ့အသုံးမဝင်တော့ဘူးဆိုတာကိုတွေ့ရှိခဲ့ပါတယ်ဒီချက်ကိုကြည့်ရင်ရုရှားတွေကဒီစမ်းသပ်မှုကိုဘယ်တော့မှစူးစမ်းမှာမဟုတ်ပါဘူးပြင်းထန်တဲ့အိမ်မပျော်ယောဂါကိုဖြစ်စေတဲ့ Morvan syndrome လို့ခေါ်တဲ့ယောဂမျိုးတွေရှိပါတယ်ဒါပေမဲ့ဒီယောဂရှိတဲ့ဘယ်သူမှကိုစားသုံးတာမျိုးမလုပ်ခဲ့ပါဘူးဒီဇလန်တွေကစမ်းသပ်မှုတွေကသိပ္ပံနည်းကျစာပေအထောက်အထားလုံးဝမရှိပါဘူး Frontal feminine insomnia လို့ခေါ်တဲ့အိမ်မပျော်ယောဂတစ်မျိုးလည်းရှိပါသေးတယ်ဒါပေမဲ့အဲ့ဒါကမျိုးရိုးလိုက်တာဖြစ်ပြီးတော့ပတ်ဝန်းကျင်အကြောင်းအချက်တွေကြောင့်ဖြစ်တာမဟုတ်ပါဘူးပြီးတော့ထပ်ပြောရရင်ဒါကဘသူ့ကိုမှကိုယ်ကလေးစားကိုဆွဲထုတ်စားခြင်းစိတ်ဖြစ်စေမှာမဟုတ်ပါဘူးအိပ်ဆက်ရှင်ကိုတားဆီးတာကတကယ်တမ်းမှာစစ်တပ်တွေသုံးတဲ့ညှဉ်းပန်းနှိပ်စက်မှုတစ်မျိုးဖြစ်ပြီးတော့ဒါကလူတစ်ယောက်ကိုတပိုင်းတစယူသွားစေနိုင်ပါတယ်ဒါပေမဲ့ဒီဇလန်ထဲမှာလိုမျိုးဆွဲလန်းစေတဲ့တန်းခွေတွေကိုယ်ကလေးစားကိုပြန်ဆွဲထုတ်တာတွေပြီးတော့ပြန်ပြီးအသက်ရှင်လာတာတွေဆိုတာတွေကတော့လုံးဝကိုမဖြစ်နိုင်တဲ့အကြောင်းအရာတွေပဲဖြစ်ပါလိမ့်မယ်ဒီလိုကြောက်စရာကောင်းတဲ့ဇလန်တွေစိတ်ဝင်စားစရာကောင်းတဲ့အဖြစ်အပျက်တွေကိုသဘောကျရဆိုရင်တော့ Stay Clocast နဲ့တင်ဆက်ထားတဲ့တခြား Unsolved Mysteries နဲ့ Creepy Story တွေကိုလည်းကြည့်ရှုဖို့အကြံပြုချင်ပါတယ်ဒီနေ့တော်တော်ဒီလောက်ပါပဲဒီဇလန်ပေါ်ခင်ဗျားတို့ရဲ့အမြင်ကိုလည်း comment မှာမျှဝေပေးခဲ့လို့ရပါတယ်